ဒီ NNO ကလေလောင်းတို့ကြားရတဲ့နာမည်ကြီးတာဒီမျက်လုံးအောက်ကလေနော်အတွန့်နေအရင်တက်တာအဲ့ဒါကြတော့လောင်းတို့ဒီအစီကိုမျက်လုံးအောက်လိမ့်ကြဘယ်လိုမျိုးလေးလဲကော ဒီမှာဆိုလို့ရှိရင် vitamin E ပါတယ်နောက်တစ်ခုကကြိုးကြိုးပါအစီပေါ့နော်ကြိုးကြိုးပါအစီအဲ့နှစ်ခုအစီဖြစ်တဲ့အတွက်ကြောင့်မလို့သူကဒီမျက်လုံးအောက်အရေပြားလေးတွေကအရန်နုညံ့တယ်အမားတို့ဆိုလို့ရှိရင်ဒီစာရီမှာဆိုအများနဲ့တင်ရတယ်တမျက်နှာလုံးက skin ကပါတဲ့အပြင်ကိုမှမျက်လုံးအောက်က skin ကအသားဆုံးအလွှာပေါ့နော်အဲ့ဒါကြောင့်မျက်လုံးအောက်ကို treatment တွေလုပ်တယ်ဆိုလို့ရှိရင်အမားတို့ကအရန်တတိထားရတယ်ပို့ပြီးတော့ညိုမဲဆွဲရတယ်ကြောက်ရတယ်အဲ့လိုပဲအပြင်မှာကိုကအိမ်မှာ treatment လုပ်မယ်ဆိုလို့ရှိရင် eye cream ဆိုတာတက်ပေါ်လာတာမဟုတ်ဘူးသူကဒီမျက်လုံးအောက်အရေပြားအတွက်တက်တိတန့်ထုတ်ထားတာပေါ့နော်အဲ့တော့ဒီကြိုးကြိုးပါကလည်းကန္နာရရဲ့အစီအနှစ်ဖြစ်တယ်အဲ့တော့သူရဲ့ antioxidant level ကလည်းအရန်ကောင်းတယ်အဲ့တော့ဒီ eye cream အနေနဲ့သူကတဘာဝအစီလေးကိုလိမ့်နေဆိုလို့ရှိရင်သူကပို့ပြီးတော့ထိရောက်တာပေါ့နော်အများကြီးတွေလိမ့်နေကြမလို့ဒီတစ်လုံးလေးနဲ့နှစ်ဖက်စလုံးကိုအဲ့ခါမှာလိမ့်နေဆိုလို့ရှိရင်လည်းဒီလိုလေလက်တကြွလေးနဲ့ပေါ့ဟုတ်တယ်အဲ့ဒါဆိုလို့ရှိရင်တော့သူကပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဒါပေမဲ့အရန်ကြီးပုတ်ဆွဲချရတော့မလုပ်ရဘူးပေါ့နော်တချို့ကြောင့်ဝင်ကျင်စောနဲ့အရန်တွေပုတ်တော့လဲဘာဖြစ်လဲဆိုတော့ဒီဘက်က wrinkles တွေပေါ်လာနိုင်တယ်ဟုတ်တယ်အဲ့တော့ကိုကကောင်းစေခြင်းလို့လုပ်တာပို့ဆိုးသွားတတ်တယ်ပေါ့နော်အဲ့တော့နည်းလေးကပုံမှန်ဆိုလို့ရှိရင်ဒီလိုလေးဖြည်းဖြည်းချင်းထည့်အဲ့ဒါဆိုလို့ရှိရင်တော့ပို့ပြီးတော့ကောင်းရပေါ့နော်ဟုတ်